ကိုက heart attack ရတဲ့အခါလေဖြတ်တဲ့အခါနော်နမိုးနီးယားဖြစ်တဲ့အခါအဲ့ဒီအတွက်တော့ကောင်းတယ်သို့တော့ဒီနာတာရှည်ယောဂါတွေအတွက်ကလုံးဝမကောင်းဘာကြောင့်လဲဆိုတော့ကိုကအကျိုးတစ်ခုပဲလိုချင်တာ तू ကအကျိုးတွေက20လောက်ရှိတော့19မျိုးကမလိုတဲ့အကျိုးတွေက side effects တွေကရတယ်လေအဲ့လိုနောက်ပြီးတော့အဲ့တော့ပေါ့နော်အဲ့တော့ဒီခန္ဓာကိုယ်ကိုတန်ကြီးမတက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတော့နော်ဟို antioxidant ဆိုတာရှိတယ်အဲ့ဒါတွေကိုစောက်ရမယ်နော်ဒီဟာတောက်ဖို့လိုတယ်နောက်ပြီးတော့လေတစ်မျိုးနဲ့တောက်လို့မရအောင်နော်ဘာဆိုတော့ဘာအလုပ်တစ်ခုကိုလုပ်လို့ရှိရင်တယောက်တည်းလုပ်တာနဲ့အသင်းနဲ့လုပ်တာနဲ့ကဘယ်ဟာပိုအသင်းနဲ့လုပ်တာအမြဲကောင်းတယ်နော်အဲ့တော့ဒီအသင်းထဲမှာဘာတွေပါလဲဆိုရင် vitamin C vitamin E CoQ10 selenium selenium ပေါ့နော်ဒီဟာတွေကလေတက်နိုင်နေတိုင်းတော့အဲ့ဒါတွေတောက်လို့ရှိရင်လေတော်ရုံတန်ရုံ B4 C4 လည်းခံနိုင်တယ်နော်ဘာလို့ဆိုတော့ B4 C4 တွေကလေသူတို့ပေးတဲ့ဆေးတွေကမရအောင်အဲ့ဒါနဲ့အဲ့တော့ဒီຢာတွေမတောက်လို့ရှိရင်ကြာရှည်နေရအောင်နောက်ဒါတွေတောက်ရင်လေတော်ရုံတန်ရုံယောဂမဝင်အောင်လုံးဝမဝင်အောင်အဲ့ဒါဒီဟာတွေကဝယ်လို့ရတယ်ထင်တာပဲကျမတို့ဒီမှာရတယ်မဟုတ်ရှင်ရတယ်ဆလီနီယမ်လေရှိမသိကြအောင်နော်ဟိုကလေနောက်ပိုင်းကြည့်ရင်ပါလာတယ်လေအကယ်၍နိုင်ငံခြားမှာဟိုပါပေါ့နော်တငယ်ချင်းတို့အမျိုးတွေပါရှိမှာကြပေါ့ COQ10 ဓာတ်ပုံရယူပါမှာပါဟုတ်တယ်အဲ့တော့အခုလောလောဆယ်မေးစရာရှိလား COQ10 ဆိုတာလေခန္ဓာကိုယ်တွေကထွက်တာပဲဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့လေခန္ဓာကိုယ်ကတိတ်မလုံနိုင်ဘူး energy အတွက်ပေါ့နော်နောက်သူကခန္ဓာကိုယ်တန်ကြီးမတက်အောင်လုပ်ပေးတယ်လူတွေလေအိုလာတာခန္ဓာကိုယ်တန်ကြီးတက်လို့အထဲမှာတန်ကြီးတက်တယ်ကိုကမမြင်ရပြန်နောက်ပြီးတော့လေဒီဓာတ်ကလည်းအရန်လိုတာပဲမက်ဂနီဆီယမ်ဒီခါလေးကျရင်လူတွေရှိတယ်လေအဲ့ရင်းနဲ့ဟာသေသွားပြီညတော့ဟာကောင်းကြီးဟုတ်တယ်မလားကြားဘူးတယ်မလားအေးအဲ့ဒါလေဘာဖြစ်တာလဲဆိုတော့မက်ဂနီဆီယမ်အရန်ကိုနေသွားတာမက်ဂနီဆီယမ်အရန်နေသွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့နှလုံးခုန်ကမမှန်တော့နှလုံးခုန်မမှန်သေးတာပဲအဲ့တော့လေဒီဟာမမှန်တောက်တဲ့လူကလေအသက်ကြီးလာရင်ဝမ်းလည်းမချုပ်ဘူးအဲ့လိုရုပ်တရက်သေးတယ်ဆိုတာမရှိဘူးနောက်ပြီးတော့လေလဲတော်ရုံတန်ရုံနဲ့မဖြတ်ဘူးနော်ဒါတောက်တဲ့လူကမဖြတ်တဲ့ပြင်ကိုလေဖြတ်အောင်တော့ဟိုအကြီးအကျယ်မဖြစ်ဘူးအရန်ကောင်းတယ်ဒီဟာကလေလူတိုင်းတောက်ရမယ်ဟာသိလားအရန်အရေးကြီးတယ်ဒါမှမဟုတ်အသက်ကြီးလာရင်တချို့တွေလေနှလုံးခုန်မမှန်တာတို့ဘာလို့အရန်ရှိတယ်လေအေးအဲ့ဒါတောက်လို့ရှိရင်လုံးဝမဖြစ်ဘူးအဲ့တော့ကင်ဆာမဖြစ်အောင်ဆင်နွင်းတောက်ကြဆင်နွင်းက olive oil နဲ့ဖြော်တောက်ရမယ်နော်ရေနဲ့တောက်လို့မရဘူးသူတို့ကပိုးသက်ဆေးတွေတိတ်တုံးနေနော်ပိုးသက်ဆေးအဲ့ဒါနဲ့ဒုက္ခရောက်နိုင်တယ်အဲ့တော့ဘယ်လိုဆေးရမလဲပြောပြမယ်နော်အိမ်ပြန်လာလို့ရှိရင်နော်ရေကဟို ratio ကတကားလန်ကိုဟိုဟာ vinegar ဘာခေါ်လဲပါမလို့ရှက်လကရေဟိုဗာလဲလက်ဖေးစုံမဟုတ် tablespoon ခင်းစားစုံနှစ်စုံနော်တကားလန်ကိုခင်းစားစုံနှစ်စုံထည့်9မိနစ်စိန်ထားလိုက်စိန်ထားနော်စိန်ပြီးတော့ပြန်ရေးဆေးလိုက်အဲ့ဒါဆိုထွက်သွားပြီနော်အဲ့လိုနော်ထင်းထင်းရွက်တွေအဲ့လိုဆေးရမယ်နော်အိမ်မှာ vinegar ဝယ်ထားနော် vinegar ဝယ်ထားပြီးတော့ဆေးပြီးတော့ဘာရွက်တောက်ရမလဲဆိုပြောကြမယ်ဒီချာနားထောင်နော်